အားလုံးကိုမင်္ဂလာပါလို့သခင်ယေရှုနာမနဲ့နှုတ်ဆက်ပါတယ်နှုတ်ကပတ်တော်အဖြစ်ပြန်လည်ပြီးခွန်အားယူဖို့ဖိတ်ခေါ်ချင်ပါတယ်ကျွန်တော်ဒီကွာလာလမ်ပူရဲ့မြို့လေကောင်တနေရာနေပြီးတော့ကျွန်တော်ဒီကွာလာလမ်ပူရဲ့မြို့လေကောင်တနေရာမှာလူပေါင်းများစွာပေါ့အခုလိုမျိုးဖြတ်သွားဖြတ်လာလုံးနေတာကိုကြည့်ပြီးတော့လေစင်ချင်မိတာတစ်ခုရှိတယ်ခွန်အားလည်းပေးချင်ပါတယ်များစွာသောလူတွေကမတူညီတဲ့ဥတီချက်ကိုများစွာသောလူတွေကသူတို့မတူညီတဲ့ဥတီချက်နောက်ကိုလိုက်ပြီးသူတို့သွားနေကြတာကျွန်တော်တို့မတူညီကြဘူးသွားနေကြတာပါပဲဘယ်ကိုသွားလို့သွားနေမှမသိဘူးဘယ်ရာနောက်လိုက်နေလဲလည်းမသိဘူးအခုကဘာကြီးမှာလူပေါင်းများစွာတစ်ခုနောက်ရဲ့နောက်ကိုအများအားလိုက်နေကြတဲ့လူတွေကြီးပဲယုံကြည်သူဖျားသားသမီးတွေလည်းပဲဒီတိုင်းပါပဲစီးပွားရေးနောက်ကိုလိုက်တဲ့လူလားပညာရေးနောက်ကိုလိုက်တဲ့လူလားဒါမှမဟုတ်လေခေတ်ကာလရေးစီးကြောင်းနောက်ကိုလိုက်နေတဲ့လူလားစသဖြင့်ပေါ့နော် Facebook နောက်လိုက်တဲ့အဖွဲ့ရှိတယ်ဂီတနောက်လိုက်တဲ့အဖွဲ့ရှိတယ်အားကစားနောက်လိုက်တဲ့အဖွဲ့ရှိတယ်နောက်ပြီးတော့ဒီပျော်ပါနောက်လိုက်တဲ့အဖွဲ့ကရှိတယ်အမျိုးမျိုးပါပဲတယောက်နဲ့တယောက်အ ਨੇ စုတွေလောက်ကပဲနှုတ်ကပတ်တော်နောက်လိုက်ပြီးတော့သခင်ခရစ်တော်နောက်ကိုလိုက်နေကြတယ်အဲ့တော့မိတ်ဆွေကျွန်တော်မေးခွန်းမေးချင်တာကတင်ရောတင်ရဲ့တတ္တာဘသူရဲ့နောက်ကိုတင်လိုက်နေတာလဲဆိုတာပါပဲတင်ရဲ့တတ္တာကိုသခင်ခရစ်တော်ကတော့သူ့ရဲ့နောက်ကိုလိုက်ဖို့လူတိုင်းကိုအလိုရှိတယ်။တမန်တော်ကြီးမှာမာသဲ28:19-20ကိုဖတ်တယ်ဆိုရင်မြေကြီးစွန့်တိုင်အောင်သင်တို့ဒီလူမျိုးတကာတို့ထံလူမျိုးတကာတို့ငါတပည့်ဖြစ်စေကြလောဆိုပြီးတော့တပည့်တော်ဖြစ်ဖို့အတွက်ခရစ်တော်နောက်လိုက်ဖို့အတွက်ကိုကိုတော်ကခေါ်နေပါတယ်။ဟုတ်ပြီအဲ့ဒါဆိုရင်တင်းရဲ့အတ္တဟုတ်ပြီအဲ့ဒါဆိုရင်တင်းရဲ့အတ္တဘယ်အရာရဲ့နောက်ကိုတင်လိုက်နေတာလဲ။ခေရီစီကြောင်းနောက်ကိုတင်လိုက်နေတာလား။ဒါမှမဟုတ်တကယ်ပဲခရစ်တော်ရဲ့နောက်ကိုတင်လိုက်နေတာလားဆိုတာကိုပြန်လည်ဆန်းစစ်ဖို့ရန်အတွက်ကျွန်တော်ဖိတ်ခေါ်ခြင်းတယ်။ဘာဖြစ်လို့လဲဆိုတော့ခရစ်တော်ရဲ့နောက်ကိုမလိုက်တဲ့အခါမှာဆိုလို့ရှိရင်ခရစ်တော်ရဲ့နောက်ကိုမလိုက်တဲ့အရာကအတ္တတာကိုဘာတွေပေးနိုင်ခရစ်တော်ရဲ့နောက်ကိုလိုက်ခြင်းအဖြစ်ဘယ်အရာတွေကိုရမလဲပြီးတော့ခရစ်တော်ရဲ့နောက်ကိုမလိုက်ခြင်းအဖြစ်ဘယ်အရာတွေကိုဆုံးရှုံးနိုင်မလဲဆိုတာကိုကျွန်တော်ဖော်ပြချင်ပါတယ်။တေချာတာကတော့ယေရှုခရစ်တော်ကယောဟန်အခန်းကြီး10:10မှာတခိုးအကြတော့ခိုးချင်းတက်ချင်းဖြစ်ချင်းကလာတယ်ငါမူကအထူးသဖြင့်အသက်နဲ့ပြည့်စုံခြင်းကအထူးသဖြင့်အသက်နဲ့ပြည့်စုံခြင်းကလာတယ်လို့ကိုတော့ပြောနေပါတယ်ကျွန်တော်တို့ရဲ့အသက်တာကိုအောင်မြင်သောအသက်တာကြွယ်ဝသောအသက်တာအထူးသဖြင့်အသက်နဲ့ပြည့်စုံပြီးဘုရားအလိုနဲ့ပြည့်စုံသောအသက်တာဖြစ်ဖို့အတွက်ကိုခရစ်တော်ကကျွန်တော်တို့ကိုခေါ်နေတယ်ဒီလောကကိုကိုတော့လာတာအဲ့ဒီအတွက်ဖြစ်တယ်အဲ့ဒီအတွက်ကြောင့်သူ့နောက်ကိုလိုက်ဖို့အတွက်ကျွန်တော်တို့ကိုကိုတော်ကခေါ်နေခြင်းပဲဖြစ်တယ်ဟုတ်ပြီဒါဆိုရင်ခရစ်တော်နောက်လိုက်မလိုက်ဒါဆိုရင်ခရစ်တော်နောက်မလိုက်ဟုတ်ပြီအဲ့ဒါဆိုရင်ခရစ်တော်နောက်လိုက်ခြင်းရဲ့အကျိုးကျေးဇူးတွေဘာတွေရမလဲပထမဦးဆုံးကနံပါတ်1ကတော့ထာဝရအသက်ကိုအခမဲ့ရမယ်ဒါတွေမကသေးဘူးစာလံ60ခုမြောက်သောစာလုံးကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ခရစ်တော်နောက်လိုက်ခြင်းအဖြစ်ဖခင်ရဲ့အထဲမှာခရစ်တော်ထဲမှာအသက်ရှင်ခြင်းအဖြစ်ဘာလို့ရမယ်ဆိုတော့ဖခင်ဖော်ပြတာရှိပါတယ်60ခုမြောက်သောစာလံအငယ်1ကနေစဖတ်မယ်ဆိုအမြင့်ဆုံးသောဖခင်ဤကွယ်ကာယဌာနတော်၌နေသောသူသည်အနန္တတကုရှင်အရေးကိုခုလုံရလိမ့်မည်ထာဝရဘုရားသည်ငါခုလုံရငါရဲတိုက်ငါကိုးစားသောဘုရားသခင်ဖြစ်တော်မူသည်ဟုငါပြောဆို၏အကယ်စင်စစ်မုတ်ဆိုး၏ကြောကွင်းနှင့်၎င်းတေတက်သောအနာနှင့်၎င်းတင့်ကိုကင်းလွတ်စေတော်မူမည်အတောင်တော်အမွေးနှင့်ဖုံးအုပ်တော်မူ၍အတောင်တော်အောက်၌တင်သည်လုံခြုံစွာနေရလိမ့်မည်တစ္ဆာတော်သည်တင်ဤဒိုင်းလွှားဖြစ်လိမ့်မည်ညအခါမှာဖြစ်တတ်သောဘေးကို၎င်းနေ့အချိန်၌ပြစ်သောညကို၎င်းမှောက်ထဲမှာလေပတ်တတ်သောကာလနာကို၎င်းမွန်းတဲ့အချိန်၌ဖြစ်စည်းတတ်သောဥပတ်ကို၎င်းတင်သည်မကြောက်ရဘူးတဲ့ပြောချင်တာဒီလိုမျိုးနာယောဂဝေဒနာတွေကာလနာယောဂတွေအဲ့ဒါတွေပေါ့နော်ကြောက်เสียမလို့ဘူးပြီးငယ်ခုနှစ်မှာတင်းအနာမှာလူတစ်ထောင်တင်းလက်ရပတ်၌လူတစ်တောင်းလဲတော်လဲတင့်ကိုမထိခိုက်ရတင်သည်ကိုမျက်စိကြည့်၍မတရားသောသူတို့၌ရောက်ရသောအပြစ်ကိုမြင်ယုံမျှသာရှိလိမ့်မည်တဲ့တင်းရဲ့အနာမှာလူတစ်ထောင်တင်းလက်ရလူတစ်တောင်းလဲမှာတင်းကိုမထိခိုက်စေရဘူးတဲ့တင်းရဲ့မျက်စိနဲ့ဒီမတရားသောသူတွေသူများတွေဒုက္ခရောက်တော့တင်မြင်ရလိမ့်မယ်သို့တော်ညာလဲတင်းရဲ့အသက်တာမှာတော့ထိုကဲ့သို့ဒုက္ခမရောက်ရဘူးလို့ဘုရားပြောနေတာဖြစ်တယ်ငယ်ကိုမှဆိုထာဝရဘုရားသည်ငါ့ခိုလုံရာဖြစ်တော်မူသည်ဟုတင်သည်ဆို၍အမြင့်ဆုံးသောဘုရား၌နေရာကျသောကြောင့်တင်၌မကောင်းသောအနိဋ္ဌယုတ်မကတ်မရောက်တင့်နေရာကိုဘေးဥပတ်မချင်းရတယ်တွားလျရာ၌
တင်းကိုစောင့်ရှောက်စေခြင်းကကောင်းကင်တမန်တို့အားတင်းအဖို့မှားထားတော်မူသည်ဖြစ်၍တင်း၏ခြေကိုကြောက်နေမထိမခိုက်စေခြင်းကသူတို့သည်တင်းကိုလက်နှင့်မအဆချီပင်ကြလိမ့်မည်တဲ့တင်းသွားတဲ့နေရာတိုင်းမှာတင်းကိုဘုရားသခင်ကကောင်းကင်တမန်နေဆေလွတ်ပြီးတော့ကွယ်ကာမဆပြီးတော့ဘယ်ဒုက္ခမှမရောက်ရဘူးလို့ဘုရားပြောနေတယ်အငယ်14မှာဆိုလို့ရှိရင်သူဒီငါကိုချစ်တော်ကြောင့်သူ့ကိုငါကယ်နှုတ်မိငါ၏နာမကိုတည်တော်ကြောင့်သူ့ကိုငါချီးမြှောက်မိသူဒီငါကိုခေါ်တော်အခါငါထူးမိဒုက္ခခံရသောအခါသူ့ဘက်၌ငါနေ၍ချမ်းသာပေးမိသူ၏ဘုန်းကိုလည်းထင်ရှားစေမိရှေသောအသက်နှင့်သူ့ကိုရောင်ရဲစေ၍ငါဤကယ်တင်ခြင်းကျေးဇူးကိုသူ့အားငါပြမိမယ်ဝါချစ်တော်မိတ်ဆွေဘုရားသခင်ကသူ့ကိုဘုရားသခင်ကသူ့ရဲ့ကွယ်ကာမှုအောက်မှာအသက်ရှင်တော်သူခရစ်တော်ရဲ့အထဲမှာခရစ်တော်ရဲ့နောက်လိုက်ပြီးအသက်ရှင်တော်သူရဲ့အသက်တောင်ထိုကဲ့သို့သောကောင်းကြီးမင်္ဂလာတွေပေးမယ်လို့ဘုရားကတိပေးထားတယ်ဒုက္ခရောက်တဲ့ခါမှာလည်းကယ်တင်မယ်မဆမယ်ပြီးရင်ထိုလူဘက်မှာထိုကဲ့သို့သောသူကဘုရားကိုခေါ်တဲ့ခါမှာလည်းထူးမယ်ပြီးလို့ရှိရင်ချီးမြှောက်မယ်ပြီးတော့ရှေသောအသက်နဲ့ရောင်ရဲစေမယ်တဲ့သူ့ရဲ့ဘုန်းကိုလည်းထင်ရှားစေမယ်လို့ဘုရားပြောနေပါတယ်ချစ်တော်မိတ်ဆွေဘလောက်ထိအောင်မှကျွန်တော်တို့အတွက်ဘုရားကထိုကဲ့သို့ဂတိပေးပြီးတော့သူ့နောက်ကိုလိုက်ဖို့သူ့ရဲ့ကွယ်ကားတဲ့ထဲမှာအသက်ရှင်ဖို့အတွက်ကိုဘုရားကျွန်တော်တို့ပြောနေခြင်းပဲဖြစ်ပါတယ်အဲ့အတွက်ကြောင့်ခရစ်တော်ထဲမှာအသက်မရှင်တော်သူခရစ်တော်နောက်မလိုက်တဲ့သူတွေကတော့ထိုအရာတွေအားလုံးကိုဆုံးရှုံးနိုင်မယ်ဆိုတာဘုရားပြောနေခြင်းပဲဖြစ်တယ်ဒါတွေမကသေးခရစ်တော်နောက်ကိုမလိုက်ခြင်းရဲ့ဆုံးရှုံးမဲ့အရာတွေကပထမဦးဆုံးဆုံးရှုံးမှာနံပါတ်1ထာဝရအသက်ဆုံးရှုံးမှာဖြစ်တဲ့ထာဝရဘုရားနဲ့ခွဲပြီးတော့ငရဲမိအိုင်ထဲမှာညီးတွားချစ်ဝေဒနာခံစားမှာဖြစ်တဲ့နံပါတ်2ကတော့ထိုကဲ့သို့ဘုရားရဲ့ကွယ်ကာခြင်းစောင့်ရှောက်မှုတွေဘုရားရဲ့ချီးမြှောက်မှုတွေဘုရားရဲ့မဆာမှုတွေဘုရားရဲ့ကယ်တင်ခြင်းတွေထိုအရာတွေအားလုံးကိုလည်းဆုံးရှုံးမှာဖြစ်တယ်ဒါဆိုရင်ခရစ်တော်နောက်လိုက်ခြင်းရဲ့အကျိုးကျေးဇူးနဲ့ခရစ်တော်နောက်မလိုက်ခြင်းရဲ့ရလဒ်မဲ့ဆုံးရှုံးခြင်းတွေဟာရှင်ကြည့်လိုက်ပါဘယ်အရာကပိုပြီးများနေတယ်လဲဆိုတာမိတ်ဆွေတင်သဘောပေါက်တော့ပြီးတော့ကျွန်တော်ယုံကြည်ပါတယ်ဒီလောကကြီးမှာကြည့်လိုက်ပါကျွန်တော်ရဲ့နောက်မှာဆိုရင်လည်းပဲဒီလူပေါင်းများစွာမတူညီသောအရာတွေရဲ့နောက်ကိုလိုက်နေကြတယ်တင်ရောဘယ်အရာရဲ့နောက်ကိုလိုက်နေတာလဲခရစ်တော်ရဲ့နောက်ကိုတင်တကယ်လိုက်နေသလားဆိုတာမိမိရဲ့အသက်တာကိုတည်တည်ချာချာပြန်လည်ဆန်းစစ်ပါလို့ကျွန်တော်ဖိတ်ခေါ်ခြင်းနဲ့ခရစ်တော်ရဲ့နောက်ကိုတင်လိုက်တဲ့အတွက်ကြောင့်တင်ဘယ်တော့မှနောင်တမရစေရပါဘူးချစ်တော်မိတ်ဆွေခရစ်တော်ရဲ့နောက်ကိုမလိုက်တဲ့အတွက်ကြောင့်ခရစ်တော်ထဲကတင်အသက်မရှင်တဲ့အတွက်ကြောင့်ဒါလေတင်ကြီးသောနောင်တရလိမ့်မယ်ဒီယခုဘဝမှာလည်းတင်နောင်တရလိမ့်မယ်ထာဝရကာလမှာလည်းတင်နောင်တရလိမ့်မယ်အဲ့လိုမျိုးနောင်တမရမိစေဖို့အလို့ငါယနေ့ကစပြီးတော့ကိုယ့်ရဲ့အသက်တာကိုအာမခံမပေးနိုင်တဲ့လောကရဲ့အရာတွေခရီးစီကြောင်းရဲ့နောက်တွေမှာအပျော်အပါးတွေရဲ့နောက်တွေအင်တာနက်နောက်တွေကိုမလိုက်တော့ဘဲနဲ့ထိုအရာတွေကိုစွန့်ပစ်ပြီးတော့ခရစ်တော်ကသူ့နောက်လိုက်ဖို့ရှင်မာသဲကိုခေါ်တဲ့အခါမှာရှင်ပေတရုကိုခေါ်တဲ့အခါမှာငါနောက်ကိုလိုက်လို့ပြောတဲ့အခါမှာရှင်မာသဲပဲဖြစ်ဖြစ်ရှင်ပေတရုလိုပဲဖြစ်ဖြစ်သူတို့လုံနေတဲ့အရာတွေအားလုံးကိုစွန့်ပစ်ခဲ့ပြီးတော့ရှိသမျှအရာတွေအားလုံးစွန့်ပစ်ပြီးတော့ခရစ်တော်နောက်ကိုထားလိုက်တဲ့အတိုင်းပဲတင်းရဲ့အသက်တာမှာလည်းပဲဤနေ့ဒီရက်မှာဒီနှုတ်ကပတ်တော်ကိုတင်ကြားနာတဲ့ချိန်ကစပြီးတော့တင်လုံနေတဲ့အရာတွေဘုရားမကြိုက်တဲ့အရာတွေကိုစွန့်ပစ်ပြီးတော့ယခုမှစပြီးတော့ခရစ်တော်ရဲ့နောက်ကိုစလိုက်ဖို့ရန်အတွက်တင်းရဲ့စိတ်နှလုံးကိုအသင့်ပြင်ဆင်ပြီးတော့ပြတ်သားစွာဆုံးဖြတ်ချက်ချပါလို့တင့်ကိုကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်ခရစ်တော်နောက်ကိုတင်လိုက်တဲ့အတွက်တင်ဘယ်တော့မှနောင်တမရစေရဘူးတင်းရဲ့အတ္တတာကိုဘုရားကကွယ်ကာပေးလိမ့်မယ်ဒီယခုဘဝနောင်ဘဝထာဝရထိတိုင်အောင်မှအောင်မြင်သောအတ္တတာအတ္တနဲ့အထူးသဖြင့်တင်ကိုပြည့်စုံစေမှာဖြစ်သောကြောင့်တကယ်ကိုပဲခရစ်တော်ရဲ့နောက်ကိုလိုက်တာဟာထိုက်တန်သောအရာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့အားလုံးယုံကြည်သူညီကိုမောင်နှမအရောက်တိုင်းပဲအပေါ်ယံတတ်မဟုတ်ပဲနဲ့တကယ်ကိုပဲစိတ်ဝိညာဉ်ထဲကနေပြီးတော့အတ္တတာစိတ်နှလုံးအကျွေးမဲ့နဲ့ခရစ်တော်ရဲ့နောက်ကိုလိုက်တော်သူတွေဖြစ်နိုင်ဖို့ရန်အတွက်ကိုဝိညာဉ်တော်ဖျားအရောက်တိုင်းကိုမဆပါစေနှုတ်ကပတ်တော်ဂျာနာတော်သူအရောက်တိုင်းရဲ့အတ္တတာထဲမှာစိတ်နှလုံးသားအကျွေးမဲ့အတ္တတာမျက်ရှိသမျှအလုံးစုံခရစ်တော်ရဲ့နောက်ကိုလိုက်တော်သူတွေဖြစ်နိုင်ဖို့တရှင်တော်ဝိညာဉ်တော်ဖျားအရောက်တိုင်းကိုမဆပါစေအရောက်တိုင်းဖျားရှင်ရဲ့အတ္တတော်ကောင်းခြင်းမခံစားရရှိပါစေအာမင်